အားလုံးပဲမင်္ဂလာပါရှင်မြန်မာစတိုရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့ကိုပြောလိုက်တဲ့စကားတစ်ခွန်းဟာဘလောက်တောင်စွမ်းအားကြီးတယ်ဆိုတာနဲ့ဆက်ဆက်တဲ့ပုံရိပ်လေးတစ်ပုပြောပြမှာဖြစ်ပါတယ်တခါတော့ကဖားတအော်ဟာတောကြီးကိုဖြတ်ပြီးခရီးနှင်လာကြပါတယ်အဲ့ဒီလိုသွားနေသူတို့ထဲကနှစ်ကောင်ဟာတွင်းနဲ့ကြီးထဲကိုကျသွားပါတယ်တခြားဖားတွေဟာတွင်းနဲ့ကြီးနာဆူလာကြပြီးဘလောက်နဲ့လဲဆိုတာမြင်သွားတဲ့အခါဖားနှစ်ကောင်ကိုမင်းတို့အတွက်မျောလင့်ချက်မရှိတော့ဘူးလို့လှမ်းပြောလိုက်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ဖားနှစ်ကောင်ဟာသူတို့ပြောသမျှကိုလစ်လူရှုဖို့ဆုံးဖြတ်လိုက်ပြီးတွင်းထဲကနေခုန်ထွက်ဖို့ကြိုးစားလိုက်ပါတယ်သူတို့ဘလို့ပဲကြိုးစားတွင်းထိပ်မှာရှိတဲ့ဖားအုပ်စုကတော့မင်းတို့လက်လျှော့လိုက်ပါတော့ဘယ်တော့မှလုံနိုင်မှာမဟုတ်ဘူးလို့သာအကြိမ်ကြိမ်ပြောနေခဲ့တာပဲနောက်ဆုံးမှာဖားနှစ်ကောင်တဲကတကောင်ဟာတခြားဖားနေပြောတာကိုနားယောင်ပြီးလက်လျှော့လိုက်တဲ့အခါတွင်းတဲကိုပြန်ပြုတ်ကြပြီးတည်သွားပါတယ်နောက်တကောင်ကတော့သူခုန်နိုင်သမျှဆက်လက်ပြီးခုန်နေခဲ့ပါတယ်အပေါ်ကဖားအုပ်စုကလည်းလက်လျှော့လိုက်ပါအသေးခံဖို့သာအကြိမ်ကြိမ်ထပ်ပြီးနားချနေရပဲသူဟာပိုပြီးခုန်ထွက်တော့နောက်ဆုံးမှာအပေါ်ကိုရောက်သွားခဲ့ပါတယ်သူအပြင်ထွက်လာနိုင်တဲ့အချိန်မှာတော့အပေါ်ကဖားဒီကတအံ့တော်နဲ့မင်းငါတို့ပြောနေတာကြားဘူးလားလို့ပြောခဲ့ပါတယ်ဖားကလေးကသူတို့ပါဇက်လှုပ်ရှားမှုတွေကိုအကဲခတ်ပြီးသူဟာနားမကျတဲ့အကြောင်းတချင်လုံးသူ့ကိုအားပေးနေတယ်လို့သာထင်ခဲ့ကြောင်းရှင်းပြလိုက်ပါတယ်ဒီပုံကလေးကနေပေးတဲ့သင်ခန်းစာကတော့ကိုပြောလိုက်တဲ့စကားတွေကြောင့်တစ်ဖက်သားဘလောက်ထိထိခိုက်သွားလဲစိတ်တန်ရာဘလောက်ထိရသွားမလဲတခါတလေစကားလုံးတွေကြောင့်အသက်ဆုံးရှုံးတဲ့အထိချစ်တတ်တယ်ဆိုတာပြသပေးသွားတဲ့အပြင်တစ်ဖက်မှာလည်းကိုယ့်ရဲ့အားပေးတဲ့စကားတွေတန်ဖိုးရှိတဲ့စကားလုံးတွေဒါလူတယောက်တနေ့တာအထက်ဖြတ်တန်းမှုအားရင်တွေဖြစ်သွားနိုင်တယ်လို့လဲကျနေတဲ့လူကိုညင်တင်ပေးပြီးဘဝကိုပါပြောင်းလဲစေနိုင်ပါတယ်ဒီပုံပြင်လေးကိုနားထောင်ပြီးကိုပြောလိုက်တဲ့စကားတွေဟာတခြားသူတွေအတွက်စိတ်သက်ခွန်အားရရှိစေနိုင်အောင်ဆင်ခြင်ပြောကြတင်ပါတယ်ဆုံးအောင်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ပုံပြင်လေးတွေနဲ့ထပ်ပြီးဆောင်တွေ့ကြရအောင်နော်